bonsoir ဒီနေ့ကတော့ဒီပြင်သစ်စာကိုlistening practice လုပ်လို့ရတဲ့ website လေးညွှန်ပေးခြင်းနဲ့ပေါ့ဒီကတော့ Google မှာ Le Français Facile avec AFE ဆိုပြီးတော့သူရိုက်ချလိုက်တဲ့အခါကျတော့ရှင်ထွက်လာနိုင်မယ်ပေါ့နော်ဒါကတော့moiကတော့ app ကို install လုပ်လိုက်ပြီဆိုတဲ့အခါကျတော့လေဒါဝင်လိုက်ရပါတော့မှာဆိုလို့ရှိရင် तू ကလေ the podcast မျိုးလေးနားထောင်လို့ရတယ် podcast ဆိုတော့ဒါနားထောင်ရုံပဲပေါ့နော် exercise တွေပါလုပ်လို့ရတယ် तू ကလေအဲ့တော့ဒီမှာ exercise ကမှာ RNR တဲ့ BNB တဲ့ CNC တဲ့ပေါ့နော် तू အဲ့ level လိုက်လေးကိုလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုတစ်ခုခွင့်ရလိုက်မယ်ပေါ့နော်ဒီမှာဆိုကြားဖြန့်ကြောင်ပြောထားတာ equity နားထောင်မယ်ပြီးတော့ရင်သူ့ရဲ့ဒီမှာဟာလေးရှိမယ် exercise လေးတွေရှိမယ်နော်အဲဒီမှာ exercise ကလေးပုံစံစုံလေးတွေရှိရယ်ပေါ့နော်ဒါဆိုလို့ရှိရင် true or false ဖြစ်သွားပြီဒါရဲ့ဒီလိုမျိုးလေးပုံစံစုံပေါ့နော်အဲ့လိုမျိုးလေးဒါလေးလုပ်လို့ရပါတယ်เนาะဒါ listening practice လုပ်တဲ့အခါလေဒါ level လိုက်ပေါ့နော်အသုံးဝင်တဲ့ website လေးပေါ့နော်အမှာခုနပြောရတာ Le Français Facile ဒီအပေါ်မှာပေါ့နော် Le Français Facile avec AFE ဆိုပြီးတော့သူရှာလိုက်လို့ရှင်ရပြီပေါ့နော်